ဆက်စားလို့ငိုနေတာမဟုတ်မပြတ်သားလို့ငိုနေရတာ ကိုဆိုးလေဘာလို့ငိုတာလဲ အဆက်စားလို့ငိုတာမဟုတ်ဘူးလို့မပြတ်သားလို့ငိုရတာပါဆို ပြတ်သားလို့ငိုတာ ဟုတ်တယ် အဲ့ဒါပြတ်သားအောင်ဘာလုပ်ပေးရမလဲ ဈေးရောက်မှာ ဈေးရောက်ပြီ ကိုစိုးလေးလောက်တာတစ်ခုပဲရှိတယ် ဘာလဲ ဈေးရောက်တာ ဈေးရောက်တာ ဟဲ့သဘောပေါက်လားကဲဒီလိုဈေးတက်တန်ဆက်လေးတွေလက်ဦးမရမယ်နော်အဲ့ရှမ်ပန်အလားတွေရမယ်ဆက်ကိုမှအကိုတို့ဆိုင်မှာက2,500နဲ့ပေးလိုက်ပြီအော်တိုဂျက်တီဘောက်ဖြစ်ပါတယ်ဂျက်တီဘောက်ပုံစံ၄မျိုးရမယ်ဒီမှာပါတဲ့ရှမ်ပန်အလားတွေရပါမယ်ခင်ဗျာ ရပါပန်း ဒီမှာပါတဲ့ဒီလိုမျိုးပန်ဒါကတော့ဘားတက်ပန်းလို့ခေါ်တယ်ဒါဒီမှာပါတဲ့ပန်းအလားလေးတွေတွေ့လား ရိုးတွေပြပြီ ဒီလိုအလားလေးတွေရမယ်မလာဘူးပြောရင် ငိုလိုက်မယ် မဝယ်ဘူးပြောရင် စိတ်ဆိုးမှာ ပြီးတော့မှကိုစိုးလေးလာကြည့်တော့မှမရှိတော့ဘူးမပြောနဲ့အလုံးကြီးကန့်တက်ထားဘယ်လိုလူတွေဝယ်သိလဲဆိုလို့ရှိရင်အခုမှကျက်တီပေါက်ကိုစသုံးမဲ့သူတွေကျက်တီပေါက်မှကျက်တီပေါက်သုံးချင်တဲ့လူတွေအိမ်သုံးတစ်နိုင်တစ်ပိုင်းချုပ်ချင်တဲ့လူတွေရိုးချောင်းနဲ့လားဇီးဆက်လားကျက်တီပေါက်လားအနားလုံးလားဇစ်ပြောက်စစ်တက်တက်လားဒီလိုရှမ်းပန်းအလားတွေချုပ်မလားကဲဝယ်လိုက်တော့အမတ်42A တိတ်ကြီးစေးစီယုံအနော်ထားလမ်းကောက်ဝင်ဆိုရင်ဆွေရစမတ်ဆိုပြီးတော့စိုင်းမအကြီးနဲ့ဘယ်သူရှိလဲဘယ်လိုလားမလဲ တေးတယ်လားပဲ ကျွန်တော်ဖုန်းနံပါတ်ကတော့399420 243နဲ့399333လုံး2938လို့ပဲဖြစ်ပါတယ်ခင်ဗျာအချုပ်ဆက်တွေဝင်ကပါဖြစ်တဲ့ဆွေရစမတ်ကို လမ်းလို့လာခဲ့ပါ ကျေးဇူးတင်ပါတယ်ခင်ဗျာဖျားကျင်နေတယ်လို့ဖြစ်နေလို့ bio justice နံပါတ်1တောက်ပလိုက်တယ် ကိုဆိုးလေဘာရောက်ချက်စစ်နံပါတ်1လေ bio justice နံပါတ်2နံပါတ်1က customer တွေ customer တွေကနံပါတ်1ပဲ နံပါတ်1ပဲ အဲ့တော့ဒီလိုမျိုးအသစ်ဆက်ဆက် brand new နဲ့မိတ်ဆက်ပေးလိုက်မယ် ဆက်ဆက် brand new ဒီမှာပန်းပီတင်18မျိုးရတဲ့အပြိုဒီလို beat အစုံမှာအကိုတို့ဆိုင်ကလက်ဆောင်ပေးနေတာဆက်နဲ့ပတ်သက်ပြီးတော့တချို့တွေကပြောကြတယ်စက်ခုံနဲ့နင်းလို့ရတာနင်းလို့ရတယ်ခင်ဗျာနံပါတ်1တစ်ချက်မော်တာကျိုးဖြုတ်ပေးရပါမယ်ခင်ဗျာနံပါတ်2တစ်ချက်မော်တာကျိုးဖြုတ်ပြီးသွားတယ်ကျွန်တော်တို့ဆက်ကျိုးကိုတက်တဲ့အချိန်မှာကိုအသေးတက်ထားဖို့လိုပါတယ်ပြီးတော့အောက်ကကျိုးနဲ့ချိန်တဲ့အခါမှာလည်းမော်တာအောက်ကဆက်ကျိုးကိုပေါ့နော်အရင်တက်ထားကြရမလို့ခင်ဗျာပြေပြေလေးထားပြီးတော့ပဲချုပ်ရမှာဖြစ်ပါတယ်ခင်ဗျာ ဆက်ကမော်တာနဲ့လည်းရတယ် ရတယ်စက်ခုံနဲ့လည်းရတယ်နော်ဘာလို့အဲ့လိုပြောလဲဆိုဒီမှာမူလီတစ်ချက်လာလိုက်လားဒီအထက်ကမော်တာကျိုးဖြုတ်ဖို့အတွက်ဒီမှာမူလီတစ်လုံးဒီမှာမူလီတစ်လုံးဒီမှာမူလီတစ်လုံးအဲ့မူလီ3လုံးကိုဖြုတ်ကမယ်ပြီးသွားလို့ရှိရင်ကိုတို့ဒီဘေးဘုံလေးကိုဖြုတ်လိုက်မယ်ပြီးအထက်မှာမော်တာကျိုးလေးရှိပါတယ်ခင်ဗျာအဲ့ဒါကိုလည်းမနေ့ပြန်ကြာရင်လက်တွေ့ဗီဒီယိုနဲ့ကျွန်တော်တို့တင်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ ပန်းနေနီးကပ်ပြ ဒီမှာပါတဲ့ပန်းပီတင်တွေအကုန်သုံးလို့ရမယ်နော်ဒီမှာပါတဲ့ပန်းပီတင်တွေဒီမှာပါတဲ့ဓာတ်ဆက်အတုချုပ်ရိုးတွေအကုန်လုံးရတဲ့အပြင်ကိုအချုပ်ဆက်တွေဝင်ကမှာဖြစ်တဲ့ Sweet and Smart မှာတကယ် brand new အသစ်ဆက်ဆက်တွေရောက်ရှိလို့လာနေပြီဖြစ်ပါတယ်ကျယ်ဒီဖောက်လည်းရတယ်ကျယ်ဒီတက်လည်းရပါတယ်ခင်ဗျာအဲ့ဒီပြင်ဒီလိုပန်းအလှလေးတုံးလို့ရမှာဖြစ်ပါတယ်ကဲအဲ့တော့စက်ခုံနဲ့လည်းနင်းကျင်တယ်မီးလာမီးပြက်လည်းတုံးကျင်နေတယ်ဆိုရင်ဒါမျိုးကိုတုံးမှပုံမှန်စီကျွန်တော်တို့4သိန်း8တောင်းကို4သိန်းခွဲနဲ့ရောင်းချပေးနေတာဖြစ်ပါတယ်ခင်ဗျာ short လိုက်တယ်သတင်းကျော်2 promotion နေနဲ့ကျွန်တော်တို့ဈေး short ပေးနေတာဖြစ်ပါတယ်ကဲအဲ့တော့အမှတ်42A တိတ်ကြီးစေးစီယုံအနော်ထားလမ်းကဝင်မယ်ဆိုရင် Sweet and Smart ဆိုပြီးတော့ကျွန်တော်တို့စိုင်းဖို့အကြီးနဲ့ကျွန်တော်မိမိကိုစိုးလေးကိုယ်တိုင်ရှိပါတယ်ကျွန်တော်ဖုန်းနံပါတ်ကတော့399420 243 2399333လုံး2938ရှိလို့ပဲဖြစ်ပါတယ်ခင်ဗျာအချုပ်ဆက်တွေဝင်ကပါဖြစ်တဲ့ Sweet and Smart ကိုလမ်းလို့လာခဲ့ပါကျေးဇူးတင်ပါတယ်ဘောင်းမီအောက်ကိုရှော့ဘောင်းမီအောက်ကိုရှော့ဗျာ ဘောင်းမီအောက်ရှော့မှာ ဘောင်းမီအောက်ရှော့နေလား မရှော့ဘူး ဟောအေး နေကိုဒါဘာချုပ်ရိုးလဲပြောပြ ဒါ3မင်ချုပ်ရိုး 3မင်ချုပ် 3မင်ချုပ်ရိုးဘောင်းမီအောက်ရှော့နေတဲ့သူတွေပဲဖြစ်ဖြစ်ဘောင်းမီပြဲနေတဲ့သူပဲဖြစ်ဖြစ်အင်ကြီးတွဲချင်နေတဲ့သူတွေဖြစ်ဖြစ်3မင်ဓာတ်ဆက်နဲ့တွဲဟုတ်တယ်ဒါလေးကိုချီတော့ပုံချီတော့နီမေးနေတဲ့သူတွေရှိတယ်လေအခုတစ်ခါလေးပြပေးမယ်ကြည့်လိုက်ရအောင်နော် ကဲ3မိနစ်ဓာတ်ဆက်ရဲ့ရှီထိုးပုံထိုးနည်းလေး3ပုံလေးကိုကျွန်တော်ပြပြမှာပဲဖြစ်ပါတယ်ဗျာနော်ဒါဆိုရင်ကျွန်တော်တို့ပထမဆုံးအနေနဲ့ကျွန်တော်တို့ခြီလုံးလေးစတက်မယ်ဗျာနော်ခြီလုံးလေးတက်မယ်ဆိုရင်ကျွန်တော်တို့ကိုကြိုက်တဲ့ကာလာလေးတွေကိုတက်လို့လည်းရတယ်တရောင်နဲ့လည်းတက်လို့လည်းရတယ်နော်ဒါကကျွန်တော်ကခြီလေးတွေပြတယ်ဆိုတာခြီလေးတွေကိုထင်းထင်းထင်းလေးရှိအောင်လို့ချိန်လို့လည်းရအောင်လို့နော်ဒါဆိုရင်နံပါတ်1ဒီမှာလေးလာပြီးတဲ့အချိန်ညာရင်ကျွန်တော်တို့ဒီမှာနော်ဒီကြိတ်လေးမှာဝင်ပြီးတဲ့အချိန်ညာရင်ကျွန်တော်တို့ကဒီမှာနံပါတ်1တစ်ချက်ဒီလိုလေးထိန်းတယ်နော်ထိန်းပြီးရင်ကျွန်တော်တို့ဒီမှာခြီညက်စုံလေးမှာပတ်မယ်နော်ဟုတ်လားခြီညက်စုံမှာပတ်ပြီးတဲ့အချိန်ညာရင်ကျွန်တော်တို့တွေဒီမှာလေးဂျားလေးတွေကိုထည့်ရမယ်ဒီကြိတ်လေးကိုနော်သူကတော့ကတ်တက်လောက်လေးတော့ပါတယ်ဂျပန်ဆက်လေးရခြီထိုးရတာအရင်တော့လွယ်တယ်ဗျာနော်ပြထားတဲ့ပုံလေးတွေကမခတ်ဘူးဒါဆိုရင်ကျွန်တော်တို့ဒီမှာနော်တစ်ချက်ထိန်းပြီးတဲ့အချိန်ညာရင်အောက်ကအပေါက်ကိုကျွန်တော်တို့တစ်ချက်ထိန်းမယ်နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာနော်တစ်ချက်ထိန်းလိုက်ပြီနော်ထိန်းလိုက်ပြီးတဲ့အချိန်ညာရင်ကျွန်တော်ဒီဘက်ဘေးကားလေးဖွင့်လိုက်မယ်ဘေးကားလေးဖွင့်ပြီးတဲ့အချိန်ညာရင်ကျွန်တော်တို့ဒီအောက်လေးမှာနောက်ထပ်တစ်ချက်ထပ်ထိန်းမယ်ဗျာနော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာတစ်ချက်တက်ထိန်းလိုက်ပြီးထိန်းပြီးတဲ့အချိန်ညာရင်ကျွန်တော်တို့ကဒီနောက်လေးမှာခြီအောင်ပဲဗျာနော်ဒီနောက်လေးမှာဒီမှာလေးကျွန်တော်တို့ဒီမှာကြည့်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာနော်အောက်ပင်လေးကိုထိုးမယ်အောက်ပင်လေးကိုထိုးမယ်ဆိုရင်ဒီနောက်ကနေပြီးတော့အရင်ထိုးပေးရတယ်ဗျာနော်ဒီပင်လေးကလုံးပင်လေးဗျာနော်အဲအကြောင်းမို့ကျွန်တော်တို့ကအနောက်ကနေအရင်ထိုးလိုက်ပြီးနောက်ကထိုးပြီးတဲ့အချိန်ညာရင်ဒီဘက်ကိုပြန်လှည့်ရင်အခြေအနေခြီသားလေးကိုပြန်ယူလို့ရပြီဗျာနော်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာနော်အခြေတက်တက်ကနေပြီးတော့ခြီသားလေးကိုကျွန်တော်တို့ယူလိုက်ပြီဟုတ်လားအခြေတက်တက်ကနေယူပြီးရင်ကျွန်တော်တို့ကဒီဘေးလုံးကိုထိုးလိုက်တာဗျာနော်ဒါဆိုရင်ကျွန်တော်တို့ရေဘေးလုံးကိုအရင်ထိုးလိုက်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ကဘေးလုံးကိုအရင်ထိုးလိုက်ပြီဒါဆိုတပင်ပြီးသွားပြီဆိုရင်နောက်တပင်ထပ်ထိုးမယ်ဆိုရင်ကျွန်တော်ဒီကိုလာမယ်နော်ဒီကနေဗီဒီယိုလာမယ်လာပြီးတဲ့အချိန်ကျရင်ကျွန်တော်တို့ရေဒီမှာတပင်ထိုးမယ်ဒီမှာထိုးလိုက်ပြီထိုးပြီးတဲ့အချိန်ကျရင်ဒီမှာတဲဆင်းမယ်နော်ကျွန်တော်တို့တဲဆင်းမယ်တဲဆင်းပြီးရင်ဒီမှာတစ်ချက်ထိမ့်မယ်ထိမ့်ပြီးရင်ဒီကနေကျွန်တော်တို့တွေဝိုင်းမယ်
ဝိုက်ပြီးရင်ကျွန်တော်တို့ဒီမှာလေးတစ်ချက်ထိမ့်မယ်နော်ထိမ့်ပြီးတဲ့အချိန်ကျရင်ကျွန်တော်တို့တွေအောက်တက်တဲ့ဆင်းမယ်ဆင်းပြီးရင်ကျွန်တော်တို့ဒီအပေါ်ကနေပြီးတော့ထိုးပေးရတော့မယ်ဗျာနော်ဒါဆိုရင်လည်းသူကဒီဆက်လေးပြထားတယ်ဒီကနေပြီးတော့ကျွန်တော်တို့တွေတစ်ချက်ထိုးပြီးဟုတ်လားအမှထိုးလိုက်ပြီးထိုးပြီးတဲ့အချိန်ကျရင်ဒီကနေပြီးတော့လွန်းလာမယ်ဗျာနော်လွန်းလာဖို့အတွက်ကိုသူကဒီမှာ2ပေါက်ပေးထားတယ်2ပေါက်မှာကျွန်တော်တို့က1ပေါက်ထိုးလိုက်မယ်ဗျာနော်ဒါဆိုရင်ကျွန်တော်တို့တွေ1ပေါက်ကိုအောက်ကနေပြီးတော့ထိုးရမယ်ဗျာနော်ဒါဆိုရင်1ပေါက်ကိုအောက်ကနေထိုးလိုက်ပြီးဒါဆိုရင်ကျွန်တော်တို့က3မိနစ်ဓာတ်ဆက်ရှိထိုးတာပတ်2လေးဖြစ်ပါတယ်ဗျာနော်ပတ်1တော့အရှိမထိုးပေးထားပါဗျာနော်တင်ပေးထားပါတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီကနေပြီးတော့တင်လိုက်ပြီးတင်ပြီးတဲ့အချိန်ကျရင်ကျွန်တော်တို့တွေလွန်းဒီမှာရှိတဲ့လွန်းလေးကိုကျွန်တော်တို့ကထိုးပေးရမှာဖြစ်တယ်နော်ဒါဆိုရင်ကျွန်တော်တို့ကဒီလွန်းလေးကိုထိုးမယ်ဆိုရင်ဒီလွန်းလေးကိုအနောက်ကနေပြီးတော့စပြီးတော့တပင်ထိုးရမယ်ဗျာနော်ဒါဆိုရင်သူကကြည့်လိုက်မယ်ဆိုရင်လည်းသူကအောက်တက်တဲ့ကနေပြီးတော့အပေါ်ထောင်တက်ရမှာဗျာနော်ဒီအောက်တက်တဲ့ကနေပြီးတော့အပေါ်ကိုထောင်တက်ရမယ်ဒီလွန်းကဒါဆိုရင်ဒီအောက်တက်တဲ့ကနေကျွန်တော်တို့ကဒီမှာအပေါ်ထိုးတင်လိုက်ရင်ဒီမှာထွက်လာပြီနော်တပင်ကနော်ထွက်လာတဲ့အချိန်ကျရင်ကျွန်တော်တို့တွေဒီမှာအောက်တက်တဲ့ကနေသွားမယ်သွားပြီးရင်ကျွန်တော်တို့အလွန်တဲထိုးရမယ်နော်ဒါဆိုရင်ကျွန်တော်တို့အပေါက်ကိုအခြေတက်တဲ့ကနေတဲထိုးပြီးတပင်ကိုနော်ဒါဆိုရင်ကျွန်တော်တို့ကတပင်ကိုအခြေတက်တဲ့ကနေတဲထိုးပြီးရင်ဒီမှာလေးဒီကနေယူလိုက်ပြီးယူပြီးတဲ့အချိန်ကျရင်ကျွန်တော်တို့ဒီမှာတပင်လေးသွားပြီးတဲ့အချိန်ကျရင်နောက်တပင်ကိုလည်းအဲ့လိုပဲဒါဆိုရင်ကျွန်တော်တို့ကနောက်တပင်ထပ်ထိုးမယ်ဆိုရင်ကျွန်တော်တို့ဒီမှာနော်ခြေလုံးလေးထည့်မယ်ခြေလုံးလေးထည့်ပြီးဒီကနေလာမယ်လာပြီးတဲ့အချိန်ကျရင်ကျွန်တော်တို့ဒီမှာနော်တစ်ချက်ထပ်ပြီးတော့ဝင်မယ်နော်ဒါဆိုရင်ဒီကနေတဲဝင်မယ်ဝင်ပြီးတဲ့အချိန်ကျရင်ကျွန်တော်တို့ဒီမှာလေးပတ်မယ်နော်ပတ်ပြီးရင်ဒီကနေပြီးတော့ဒီကိုချိတ်တယ်ချိတ်ပြီးတဲ့အချိန်ကျရင်ကျွန်တော်တို့ဒီမှာနံပါတ်1တစ်ချက်ဒီမှာထိန်းတယ်နော်ထိန်းပြီးတဲ့အချိန်ကျရင်ကျွန်တော်တို့ကအတိုင်မှာရှိတစ်ချက်ထိန်းမယ်နော်ဟုတ်လားအတိုင်မှာခြေတစ်ချက်ထိမ့်မယ်ထိမ့်ပြီးရင်ကျွန်တော်တို့ကအပေါက်ကိုခြေတက်တဲ့ကနေတဲထိုးရမှာဖြစ်တယ်ဗျာနော်ဒါဆိုရင်အပေါက်ကိုခြေတက်တဲ့ကနေတဲထိုးပြီးတဲ့အချိန်ကျရင်ကျွန်တော်တို့ဒါဆိုရင်ခြေ3မိနစ်ရပြီဗျာနော်ခြေ3မိနစ်ရပြီဆိုရင်ကျွန်တော်တို့ကနင်းမယ်ဗျာနော်နင်းမယ်ဆိုရင်ဒါဆိုရင်ကျွန်တော်တို့ကပိတ်စာထည့်ချုံမယ်ပိတ်စာထည့်ချုံမယ်ဆိုရင်တို့ဒီမှာပေးလေးမှားထားပြီးတဲ့အချိန်ကျရင်တို့ဒီမှာလေးနော်ချလိုက်ပြီးပိတ်စာလေးကိုချမယ်ချပြီးရင်ကျွန်တော်တို့ဒီမှာစပြီးတော့ချုပ်ပြတော့မယ်နော်ချုပ်မယ်ဆိုရင်ကျွန်တော်တို့ကဒီမှာစပြီးနင်းနေဗျာနော်ဒါဆိုရင်ကျွန်တော်တို့ကဆောနာခြီစလေးကပြန်ပြီးတော့ဒီမှာဒါခြီအစအခြေလေးတွေဗျာနော်ဒါဆိုရင်ခြီစလေးသုံးမယ်နော်ခြီစလေးသုံးမယ်ဥမာတဲ့ကျွန်တော်တို့ကအခုဒီမှာချုပ်ထားတဲ့ချုပ်ရိုးလေးဟုတ်လားအောက်မှာဆိုလဲကြည့်လိုက်ဒီချုပ်ရိုးလေးထွက်မယ်ဒါဆိုရင်သုံးမယ်ချုပ်ရိုးလေးကြိုက်တဲ့လောက်သုံးအကြမ်းမရန်အရင်သုံးလို့ကောင်းတဲ့ဆက်လေးဖြစ်တယ်ဗျာနော်ဒါဆိုရင်ဒီကဂျပန်ဆက်လေးတွေဖြစ်တယ်နော်ဒီမှာလေးတွေနော်ဒီတိုင်းလေးထွက်မယ်ဗျာနော်ချုပ်ရိုးစလေးတွေက